ဒီနေ့ညမှာကံမဲ့အာဂျင်တီးနားနဲ့အီဂျစ်ပွဲစဉ်တွေကြောင့်ကိုကျွန်တော် preview လေးလုပ်ပေးသွားချင်တယ်ပေါ့နော် preview မလုပ်ပေးသွားခင်မှာတော့မနေ့ကတော့ကျွန်တော်ရဲ့ Telegram channel မှာတော့ကျွန်တော်စပိန်ဘော်လီကိုကျွန်တော်ရွေးချက်ပေးရမှာတော့အဆင်ပြေခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒါ free channel ဖြစ်တဲ့ Telegram channel ကို join ထားပြီးတော့ကျွန်တော်ရဲ့ free tip တွေကိုလာရောက်ယူလို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ရဲ့ daily workout တွေကိုလည်းကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်နေ့တိုင်းတင်ပေးတာပေါ့နော်အာဂျင်တီးနားနဲ့အီဂျစ်ပေါ့နော်ဒါလက်ရှိဖွင့်လှစ်မှုအနေအထားကိုကြည့်ကြရဖြစ်အာဂျင်တီးနားကအီဂျစ်ကို1 minus 80ဖွင့်လှစ်ထားပြီးတော့ဂိုးဖွင့်လှစ်မှုကြည့်ချင်းအဖြစ်နှလုံးရှုံးဆိုတဲ့ဝင်ကိုဖွင့်လှစ်ထားဒါကြောင့်မလို့အာဂျင်တီးနားအနေနဲ့ဖွင့်လှစ်မှုကတော့ဒါမှန်ကန်မှုရှိပါတယ်ဘာကြောင့်လဲဆိုတော့ဒီအီဂျစ်ကလည်းကမ္ဘာ့ဖလားဒါတော့နော်၄ဘွဲကံရမှာ၄ဘွဲလုံးရှုံးပွဲမရှိပဲနဲ့နှစ်ပွဲနိုင်နှစ်ပွဲတေချထားတယ်အာဂျင်တီးနားတော့ကမ္ဘာ့ဖလားဒါ၄ဘွဲကံရမှာတော့၄ဘွဲလုံးအနိုင်ရရှိထားပြီးတော့နှစ်ဂိုးအထက်တွင်းထားတဲ့ပွဲတွေလည်းကျွန်တော်မြင်တွေ့ရတယ်ပထမဦးဆုံးအယ်ဂျီးရီးယားနဲ့ပွဲမှာ3 စီးနိုင်ခဲ့ပြီးတော့အော်စတြေးလျနဲ့ပွဲစဉ်မှာတော့2 စီးအနိုင်ရရှိခဲ့တယ်ဂျော်ဒန်နဲ့ပွဲစဉ်မှာတော့1-3နဲ့အနိုင်ရရှိခဲ့ပြီးတော့32သင်းအဆင့်မှာတော့ဒါကိတ်ဘာဒီနဲ့တွေ့ဆုံမှာတော့အချိန်ပိုဒါတွင်းကိုတွေနဲ့ပေါ့နော်3-2ဆိုတဲ့ရလနဲ့အာဂျင်တီးနားကကျင်းမြောင်းတဲ့ရလနဲ့အနိုင်ရရှိခဲ့တဲ့အဆင့်လာရရှိတယ်အာဂျင်တီးနားရဲ့အစုအဖွဲ့ကိုချစ်ချင်းအဖြစ်ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာပေါ့နော်ဒါပြင်သစ်ပြီးအာဂျင်တီးနားအစုအဖွဲ့ကအတောက်တင်းဆုံးအစုအဖွဲ့လို့လည်းကျွန်တော်မြင်မိတယ်တတိယမှာတော့ဒါမော်ရိုကိုတို့ပါဝင်တယ်ပေါ့နော်အီဂျစ်ကမ္ဘာ့ဖလားဖြတ်တန်းမှုနောက်ဆုံး၄ပွဲကိုချစ်ချင်းအဖြစ်ဘယ်ဂျီယန်ကိုတေကြတယ်ဒါနယူးဇီလန်ကို3-1-3နဲ့အနိုင်ရရှိအီရန်ကို1-1ကြတယ်ဒါနောက်ဆုံး32သင်းရှုံးထွက်ပွဲစဉ်မှာတော့ဩစတြေးလျကိုပနတီနဲ့ပေါ့နော်ဒါအနိုင်ရရှိခဲ့ပြီးတော့ဒီ16သင်းအစ်စ်ကိုတက်လန်းလာနိုင်တဲ့အတင်းလည်းဖြစ်တယ်အီဂျစ်မှာမိုဟာမက်ဆလတ်ဦးဆောင်လာပြီးတော့မာမွတ်တို့ရဲ့လှုပ်အားတဲ့ကြောင့်အီဂျစ်တင်းကိုလည်းအာဂျင်တီးနားအနေနဲ့ short တွက်ထားလို့မရဘူးကိတ်ပါတီလိုနေမျိုးလိုမျိုးအမားမျိုးထပ်လုံးလို့မရတော့ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့16တင်းအစ်စ်ဖြစ်လာပြီဆိုတော့တတင်းနဲ့တတင်းအမားခံလို့မရတော့အခြေအနေတွေကိုရောက်ရှိသွားပြီပေါ့နော်အီဂျစ်မှာတော့မိုဟာမက်ဆလတ်အာဂျီနာမှာတော့လီယိုနယ်မက်ဆီပေါ့နော်ဘယ်ကစားသမားတွေကဒီနေ့ပွဲမှာပေါ့နော်ကြံခဲ့မလဲပေါ့နော်ဘာလို့ဆိုရင်ဒီကစားသမားနှစ်ယောက်ကလည်းဘာပြောကျွန်တော်တို့ဒီ model လောကဘလုံးတစ်ခေတ်မှာပေါ့နော်ဒါအောင်မြင်ကြော်ကြားခဲ့တဲ့ကစားသမားတွေဖြစ်တယ်ဟိုတနေ့ရတော့ဆိုရင်တော့ဘရာဇီးကနေမှာမနေ့ကဆိုရင်တော့ပေါ်တူဂီကခရစ္စတီယာနိုဒိုတို့ရဲ့ဘလုံးပရိသတ်တွေပေါ့နော်ဒါပရိသတ်တွေကိုအပြီးပိုင်းနှုတ်ဆက်သွားမယ့်အခြေအနေနေတယ်ကမ္ဘာဗလာနောက်၄နှစ်ကိုထက်ကန်မှုမကျင်းနေတော့ဘူးဒါကြောင့်မလို့ဒီနေ့ညမှာလည်းကျွန်တော်တို့ချစ်တဲ့ဒါလီယိုနယ်မက်ဆီမိုဟာမက်ဆလတ်တယောက်ကတော့ဒီအစ်စ်မှာနေခဲ့ရမယ့်အနေလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့အာဂျင်တီးနားအနေနဲ့လက်ရှိဖွင့်လှစ်မှုကိုကြည့်ချင်းအဖြစ်ပုံမှန်ဖွင့်လှစ်နေကြအတိုင်းပေါ့နော်အာဂျင်တီးနားကြီးကဒါတင့်တယ်မြတ်တာလို့မြင်တယ်အာဂျင်တီးနားတို့ပေါ့နော်ကမ္ဘာအဆင့်2နေရာရပ်တည်နေပြီးတော့အီဂျစ်ကကမ္ဘာအဆင့်24ဒီဘိုးဆွဲဖို့လက်ရှိချန်ပီယံဖြစ်တယ်ဘိုးဆွဲဖို့ရေပန်းစားတဲ့မှာအာဂျင်တီးနားရဲ့ရေတင်မြင့်ဆုံးထဲမှာပါဝင်နေတဲ့အတွက်ဒီနေ့ဖွင့်လှစ်ထားတဲ့ပေါ့နော်ချေးကြောပေးမှုအနေထားဒါ fair ဖြစ်တယ်လို့လည်းကျွန်တော်မြင်ပြီးတယ်အီဂျစ်အနေနဲ့လည်းအာဂျင်တီးနားကိုဘယ်လောက်ထိတမန်တိုက်စစ်တွေနဲ့ဘယ်လောက်ထိခံသွားနိုင်မလဲဆိုတာတော့ကျွန်တော်တို့ဒီညမှာတော့ဆက်လက်စောင့်ကြည့်ရမယ်အစောပိုင်းပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီပွဲစဉ်တစ်ပွဲကိုတော့ကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်တင်ပေးသွားရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်မောင်းတွဲလေးကိုကျွန်တော် Telegram channel ရွေးချယ်ဖို့ရှိတယ်ဘာကြောင့်ဒီဒါ Champions League Play Off တွေပါဒီမှာကံမို့ရှိတယ်ပေါ့80ပွဲတွေကံမို့ရှိတယ် Conference League ပွဲစဉ်တွေရှိတယ်ပေါ့နော်ဒီညမှာတော့ကျွန်တော်မောင်းတွဲလေးတွေကိုကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်တွဲပေးဖို့ရှိတယ် Telegram channel ကိုတော့ကျွန်တော်ရဲ့ video အောက်မှာကျွန်တော်ချပေးထားမယ်နော် join လာရောက် join ပြီးတော့ကျွန်တော်ရဲ့ free ပွဲလေးတွေကိုလာရောက်ယူလို့ရတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်